tiêu này ngà má đấy em đam má này mẹ chỉ đấy đồng giá cho cô chị đồng giá này mẹ sẽ quên là bộ con này tế quê đồng giá đấy bà chọn tế quê đồng giá lúc khó đấy sao đấy bàဒါမဲ့ကျွန်တော်အချိန်ကြောင့်မပြောတော့အဲ့အသေးကွဲတောင်ကြားရဲ့အတွင်ပြင်ကဟိုတညီတညာကွဲနေထိတ်ကတိုင်းတဲ့အလေရတိုင်းနဲ့ပညာတိုင်းတိုင်းကြိုက်တဲ့နေရာကတိုင်း10 မီတာအကွာဝေးရှိတဲ့တောင်ကြားအဲ့ဒီတောင်ကြားရဲ့အောက်ခြေမှာအင်တာဂျီစီတန်နဲ့စံနှုန်းရှိအဲ့ဒါကို location လို့ခေါ်နော်ကျွန်တော်တို့ဒီအခင်းကျင်းပေါ့နော်အဲ့ဒီတောင်ကြီးမှာကျက်စားတာတောင်စိတ်ကြီးကျက်စားတာတောင်စိတ်ကကျွန်တော်ရက်ွက်ထပ်မှမြင်တဲ့စိတ်တွေနဲ့ဘာကွာလဲဆိုရင်အသွင်ပြားဖြင့်အထီရောအမောင်အကောင်ပိုကြီးတယ်အထီရောအမောင်ဂျိုပါတယ်မုတ်စိတ်တွေပါတယ်အဲ့ဒီကာလကတရုတ်နိုင်ငံမှာတဲ့တောင်စိတ်စီတစ်ချက်သားဟာရွှေတစ်ချက်သားတဲ့ဈေးကောင်းရတယ်96ပါး9ပါးတွေပျောက်တယ်လို့ယုံကြည်လို့တနေ့ကျတော့မုတ်ဆိုးတစ်တိုက်ကအဲ့မှာတောင်စိတ်တအုပ်ကိုမတွေ့အဲ့မှာတော့ရွှေရိုးတွေ့တယ်လို့ရမ်းမတော့ဒါပေမဲ့အဲ့တောင်စိတ်တွေပြစ်ဖို့မလွယ်ဘူးလေ။ဘာကြောင့်လဲဆိုရင်တောင်စိတ်ထီးတစ်ကောင်ကတစ်ခါခုံရင်6 မီတာခုံနိုင်တယ်။အမားတစ်ကောင်က6 မီတာနီးပါးခုံနိုင်တယ်။အဲ့အထီးနဲ့အမားရဲ့တူတဲ့အကြီးချင်းကတစ်ခါခုံလိုက်တာနဲ့ခွာလေးပဲထောက်ကြစရာနေရာမလိုဘူး။ခွာတနေရာစားအမှားရှိရင်အဲ့မှာထောက်ပြီးတော့ထပ်ခုံသွားလို့ရ။ MTV4 မှာ Discovery မှာခဏလာပါတယ်။လို့ခုံလိုက်တယ်ခုံပြီးလို့ရှိရင်ပြန်ကြခွာတစ်ထောက်စာရရင်အဲ့မှာထောက်စက်ခုအဲ့တော့မိုးစိုးကောင်းတော်သူ့တွေ့တယ်ဗာပြောလို့ဆိုတော့မင်းတို့ရမ်းမပြက်နေတဲ့ပြင့်အဲ့ကောင်ကြီးကအခုံပြန်ကြော်လာတဲ့ကောင်လေအကုန်လုံးမိမှာမဟုတ်ဘူးအဲ့တော့လွတ်ကုန်လိမ့်မယ်ဆရာဘာလုပ်ရမလဲဆိုတော့ဒီတောင်ထိပ်ရောက်မောင်းတင်တယ်ဆိုအောက်ကနေပြီးတော့ညာတံပေးပြီးမောင်းတယ်တောင်စိတ်တွေရှက်ပြီးမိုးစိုးတွေကနောက်ကလိုက်နောက်ဆုံးကြတော့ဒီတောင်ထိပ်ကိုတောင်စိတ်တွေရောက်ပါတယ်ရောက်သွားတဲ့အချိန်မှာဒီဘက်ကိုခုံလို့လှမ်းကြည့်လိုက်တော့ခုံနိုင်နာက6 မီတာကွာတာ10 မီတာအဲ့တော့ခုံလို့မလွတ်ဘူးဆိုပြီးတော့နောက်ပြန်လှည့်ကြည့်နောက်ပြန်လှည့်တော့အောက်ကတနတ်နဲ့ချိန်ထားပြီတနတ်နဲ့ချိန်ထားပြီအောက်ဆင်းလို့လည်းမရတော့အဲ့မှာတောင်စိမ့်ပိုင်းတကောင်အောက်ကိုပြေးဆင်းလာဒိုင်းဆိုတစ်ချက်ပဲပြက်ပြအဲ့တောင်စိမ့်ပိုင်းဘိုင်းနဲ့လဲကြောက်အဲ့မှာအောက်ဆင်းပြက်တယ်ဆိုတော့သူသိကွာသိတော့တောင်စိတ်ကလေးတကောင်ကလွတ်လို့ကွာဆိုလက်ခုံလိုက်တာ6 မီတာလဲကြောက်အောက်ပြုတ်ကြရေထဲကြောက်သွားတာဝမ်းနဲ့ဆိုတက်ပါမျောပါအဲ့ချိန်မှာတဲ့မိုးစိုးကောင်းတော်အတွေ့ပြောင်းသွားတယ်အဲ့ငါတို့ပြစ်လို့ရှိရင်ကြောက်ပြောခုနတောင်စိတ်ကလေးလိုခုံနေလို့ရှိရင်စံညောင်နဲ့မျောပါသွားမယ်တောင်စိတ်တွေလက်လွတ်ကုန်လိမ့်မယ်အဲ့တော့မပြစ်နေအောင်ဆိုပြီးတော့သူ့တစ်ဖက်3ယောက်ကိုမင်းတို့အောက်ပြန်ဆင်းမင်းတို့စံညောင်ရောက်တော့မှအချက်ပေးခရမှုတ်လိုက်အဲ့ကြတော့မှစပြစ်မယ်တကယ်လို့များခုံချလို့စံညောင်နဲ့ကြာသွားရင်မင်းတို့ကအဲ့ရေထဲမျောပါမတော့မင်းတို့တောင်ဝင်ယူပြီးဆယ်လိုက်ဆိုပြီးတော့ဝိုင်းထားတယ်အဲ့မှာတောင်စိတ်တွေဘာဖြစ်နေလဲဆိုတော့အဲ့ဒါကိုတက်ကွင်းလို့ခေါ်တယ်တက်ကွင်းနဲ့ရောက်နေဒီဘက်ရှိနေတော့တကောင်ပေါ်တကောင်တက်တင်တကောင်ပေါ်တကောင်တွန်းလိုက်တိုက်လိုက်နေတကယ်ကိုအသက်လူဝယ်ကြီးအရန်ကြောက်စရာကောင်းတယ်ဒီဘက်လည်းခုံလို့မရဘူးအောက်ကသနတ်တန်ချိန်ထားတယ်အဲ့ဒီချိန်ပါတဲ့တောင်စိတ်ကောင်းတော်ကြီးကကောင်းကင်မော့ပြီးတော့အင်တာလေးနဲ့တဲ့အတန်ကြီးနဲ့អော်လိုက်တဘောတော့တောင်စိတ်ပါလာမယ်အမိန်ပေးလိုက်တော့အဲ့အမိန်နဲ့လဲဆုံးအောင်ခုနရောရခပ်ပြရခန့်နဲ့တောင်စိတ်တွေဒီဘက်တစုနှစ်စုခွဲရတယ်အခွဲရတဲ့နှစ်စုကိုကြည့်ပြီးတော့မိုးစိုးကောင်းတော်သူ့တပည့်တွေကိုပြောတယ်တခြားကြည့်တာနဲ့နှစ်စုခွဲရတာတော့ဒီဘက်ကအသက်ကြီးတဲ့တောင်စိတ်ဒီဘက်ကအသက်ငယ်တဲ့တောင်စိတ်တနည်းအားဖြင့်ဒီဘက်ကမျိုးဆက်ဟောင်းဒီဘက်ကမျိုးဆက်သစ်ဘာလို့မလို့လဲစောင့်ကြည့်အဲ့တောင်စိတ်ကောင်းတော်ကြီးကအလဲကနေဟိုလျှောက်တလျှောက်ရှောက်နေရနေပြီးတော့မျိုးဆက်သစ်တောင်စိတ်ကလေးနှစ်ကောင်သားကြတော့ရက်ပြီးတော့စိုက်ကြည့်မျက်လုံးနဲ့အမိန်ပေးလိုက်တာအဲ့ဒီအကြည့်ခံရတဲ့တောင်စိတ်ကလေးနှစ်ကောင်ခြာကနေလှည့်ပြီးတော့ဒီဘက်ကမျိုးစဟောင်းနေနဲ့ပေါင်းတယ်ဒီနေရာမှာလည်းတစ်ချက်ကျွန်တော်ကောင်းတဲ့ဝင်ရမှာတလိပ်ဆန်ဖြစ်ပြီးတော့ခေါင်းဆောင်ရဲ့အမိန့်ကိုနာခံတတ်တဲ့သဘောဘာ complain မှမရှိဘူးသူ့ကိုမျက်လုံးနဲ့ကြည့်အမိန့်ပေးလိုက်တယ်မင်းဟိုဘက်ပြောင်းတယ်ဒီဘက်ကိုအဲ့မှာမိုးစိုးကောင်းတော်ကသူ့တွေ့တယ်လှမ်းပြောတယ်ဟာတေချာကြီးစမ်းနဲ့အဲ့တောင်စိတ်အသေးတကောင်အငယ်နှစ်ကောင်ဒီဘက်လည်းပြောင်းလိုက်ကောဒီဘက်နဲ့အရေးအတွက်ညီသွားပြီကွာလေမျိုးစဟောင်းနဲ့မျိုးဆက်သစ်နဲ့မျိုးစဟောင်းအရေးအတွက်ညီသွားပြီဘာလို့မလို့လဲစောင့်ကြည့်အဲ့ဒီချိန်မှာပဲအဲ့ဒီတောင်စိတ်ကောင်းတော်ကြီးဒုတိယအကြိမ်ကောင်းငင်ကိုမော့ပြီးတော့နောက်အမိန့်ပေးလိုက်တယ်အမ်တန်လင်းနဲ့တည်ကြည်တဲ့အတန်ကြီးနဲ့អော်ပြီးအမိန့်ပေးလိုက်တယ်အဲ့ဒီအမိန့်တန်အဆုံးမှာတဲ့ဒီဘက်ကအသက်ကြီးတဲ့တောင်စိတ်တကောင်ဒီ
ဒီဘက်ကအသက်ငယ်တဲ့တောင်ဆက်တွေကိုအရှိန်နဲ့ပြေးထွက်လာတာဘယ်ကိုပြေးလဲဆိုတော့ဒီတောင်ထိပ်စီကိုဥတီပြေးတယ်ဘယ်လိုပြေးလဲဆိုရင်ねဒီဘက်တန်းနဲ့ဒီဘက်တန်းကဒီလိုမြားဥဒတန်ဆုံးအောင်ပြေးတယ်ဆုံးလဲဆုံးပြီးရောအသက်ငယ်တဲ့တောင်ဆက်ကလေးကစခုံလိုက်တာစက္ကန့်တွင်းမှာအသက်ကြီးတဲ့တောင်ဆက်ကြီးကနောက်ကလိုက်ခုံအဲ့ဒီဝတ္ထုကိုအင်္ဂလိပ်လိုပြန်ထားတာခေါင်းစဉ်ဟာထူပန်ထူနှစ်ကောင်တွဲနှစ်ကောင်တွဲအဲ့ဒီခေါင်းစဉ်ကိုစာရေးတဲ့သူကမိုးဆိုးတွေကိုတွေးခိုင်းပြီးတော့ပြန်ပြောတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့တဲ့မိုးဆိုးတွေအကုန်လုံးကတွေးလိုက်တာဟာတောင်စိတ်ဘာသာနဲ့တောင်စိတ်ခေါင်းဆောင်ကြီးအမိန့်ပေးလိုက်တာကိုငါတော့နားလဲသွားပြီအဲ့ဒါဘာလဲဆိုတော့မင်းတို့လူတွေပြစ်တဲ့တတ်ဒိုင်နာနဲ့အသိမခတ်နဲ့ကိုယ့်ကိုခုံချတတ်တယ်ကိုယ့်ကိုအောက်ကိုခုံချတတ်တယ်အဲ့ဒီတော့တကောင်နဲ့မသေးရဘူးလားမသေးရလို့ရှိရင်2 by 2 2 by 2 2 by 2နှစ်ကောင်တွဲနှစ်ကောင်တွဲကြီးတစ်ကောင်နဲ့ငယ်တစ်ကောင်ငယ်တစ်ကောင်နဲ့ကြီးတစ်ကောင်တွဲခုံပြီးတတ်တယ်လို့အမိတ်ပြေးတာဖြစ်မယ်လို့ဟိုဆိုတွေတွေးတယ်အဲ့ဒီအတွေးမှားသွားကြောင်းမြင်ကွင်းကမိုးဆိုးတွေကိုတက်တည်ပြသွားပါတယ်တဲ့စက်ခွန်လိုက်တဲ့တောင်ဆက်ကလေး6 မီတာကျတော့အောက်ကိုပြုတ်ကျလာအဲ့ပြုတ်ကျလာတဲ့အချိန်မှာစက္ကန့်ပိုင်းတွင်နောက်ကလိုက်ခွန်လိုက်တဲ့မျိုးစကောင်တောင်ဆက်ကြီးခေါင်းထိုးပေးလိုက်အဲ့ဒီခေါင်းပေါ်မှာတဆင့်နင်းပြီးတော့ခွန်လိုက်တာအဲ့ဒီမျိုးဆက်တဲ့တောင်ဆက်ဒီဘက်တောင်ထိပ်ရောက်သွားတယ်နှစ်ဆင့်ကုန်အဲ့ဒီချိန်မှာမျိုးဆက်တဲ့တောင်ဆက်ကလေးကငါမသေးတော့ဘူးငါအနာဂတ်ရှိတဲ့အရက်ကိုငါရောက်ပြီအယံဝန်းသာကြွေးကြော်လိုက်တဲ့အချိန်မှာပဲတဲ့အရှိန်နဲ့အနေခံရတဲ့မျိုးဆက်ဟောင်းတောင်ဆက်ကြီးစံချောင်းနဲ့ကြာသွားပါတယ်ဘွမ်းကနေဆိုအတန်းမြည်သွားပါတယ်မုတ်ဆိုးတွေကြည့်နေမှာပဲတဲ့မျိုးဆက်တောင်ဆက်တကောင်လုံးမဖို့မျိုးဆက်ဟောင်းတောင်ဆက်တကောင်အသက်ပေးသွားတာကိုတွေ့တယ်အဲ့ဒီအချိန်မှာအဲ့မုတ်ဆိုးတွေရဲ့ဘယ်ဥနောက်ထဲမှာရောက်လာတဲ့အတွေ့ရောက်လာကြည်စမ်းလောကကြီးမှာလူတွေတောင်မှလှုပ်ဖို့ခဲရင်တဲ့ကိစ္စသူတို့မျိုးဆက်တစ်မပြတ်ဖို့မျိုးဆက်တစ်တွေအနာကလှပဖို့အဲ့ဒီမျိုးဆက်တစ်တွေရှင်သန်ဖို့မျိုးဆက်ဟောင်းကြီးတွေကငါတို့အသက်တွေကိုဆက်ထားတဲ့မတနာတရားပေါ်ကမင်းတို့မျိုးဆက်တစ်တွေရှောက်သွားကြလို့ပြောနေသလိုပဲအဲ့လိုတွေးနေတဲ့အချိန်မှာပဲအောက်ကလွတ်လိုက်တဲ့3 ယောက်ဟိုဆို3 ယောက်ရောက်ပြီးရဲ့ချက်ပေးခဲ့ရမဟုတ်ဘူးပြစ်ချင်ပြစ်တော့လို့ဆိုကြည့်လိုက်တော့မိုးဆိုးတွေပြစ်ဆက်ပါမရှိဘူးမျိုးဆက်တစ်တွေလွတ်မြောက်သွားပြီအဲ့ဒီမျိုးဆက်တစ်တွေကိုကဲတင်ပေးသွားတဲ့ဇာရိတတိလသူရဲကောင်မျိုးဆက်ဟောင်းကြီးတွေအားလုံးရည်ရဲကြသွားပြီပြစ်ဆက်ပါမှမကြံတော့အဲ့မှာမိုးဆိုးကောင်းဆောင်ကြီးတစ်ကောင်ပဲ sorry တောင်စစ်ကောင်းဆောင်ကြီးတစ်ကောင်ပဲတွဲဖက်မရှိလို့ကြံခဲ့အဲ့ကြံခဲ့တဲ့တောင်စစ်ကောင်းဆောင်ကြီးကတလန်းနဲ့မိုးဆိုးကောင်းဆောင်စီကိုတက်ရှောက်လာအနားလဲရောက်တော့အဲ့ဒီတောင်စစ်ကြီးကိုသူ့ကိုအန်ရလုတ်တော့မှလားလို့စိုးရင်ပြီးတော့မိုးဆိုးကောင်းဆောင်တိုင်းဆိုနှစ်ချက်ဆင့်ပြစ်လိုက်ရေဘက်ကိုထိသွားပါတယ်တွေးရေကနေရှန်ထွက်သွားတယ်ရိုင်သွားပါတယ်တဲ့လဲကြမသွားပါဘူးအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့မှမိုးဆိုးကောင်းဆောင်ကတွေးတယ်အဲ့ဒီအတွေးဟာကျွန်တော်တို့စဖတ်ပရိသတ်ကိုပေးခြင်းနဲ့သတင်းစကားအင်္ဂလိပ်လို message အဲ့ဒါကိုဝတ္ထုတပုတ်ရဲ့ရသစပရဲ့ main theme အဓိကပြောလို့ရပါတယ်တော့ဘာတွေးလိုက်ဆိုဟာကြည်စမ်းငါပြစ်လိုက်တာနှစ်ချက်လုံးထိတယ်ရင်အောင်တွေးရရဲကနေဖြတ်ထွက်သွားတယ်ရိုင်ရုံပဲရိုင်တယ်လဲကြမသွားဘူးဘယ်လဲမှလဲတဲ့ပရဟိတဓမ္မမို့ရင်ဇာရိတတိထနဲ့ပတ်သက်တဲ့မျိုးဆက်သစ်ကိုတောင်ကဲတင်ပေးနိုင်တဲ့သူရဲကောင်းကြီးပဲလောကမှာဘယ်သူရဲကောင်းမဖြစ်ဘယ်တော့မှဘယ်နဲ့ကြအောင်မလဲဘူးဘသကရိုင်ရုံပဲရိုင်တတ်တယ်အဲ့ဒါကျွန်တော်တို့ဒီဘက်ထည့်ပေးတယ်သူများအကျိုးအတွက်သူလုတ်တဲ့အခုဟာအယမ်းမြင့်တဲ့ဘုချုပ်တို့လိုအသက်ပေးသွားတဲ့သူရဲကောင်းနေအဲ့ဒါတွေကိုစီမံခန့်ခွဲတဲ့ပုဂ္ဂိုလ်နော်တောင်ဆက်ကောင်းဆောင်ကြီးအဲ့ဒါကြောင့်တော့အထင်ကြီးပြီးဒီလိုသူရဲကောင်းကြီးကဘယ်တော့မှဘိုင်းမင်းကြောက်အောင်မလဲဘူးဘာသာကရိုင်ုံပဲရိုင်မယ်အမှန်ဆိုအဲ့ဝတ္ထုကအဲ့မှာဖြတ်လိုက်ရင်အဲ့တစ်ချက်တည်းနဲ့ကျွန်တော်တို့လုံလောက်တယ်ဒါပေမဲ့တိတ်တော်တဲ့ရသစာရေးဆရာတွေအားနဲ့နှစ်ဆန့်ထားတယ် climax လို့ခေါ်တယ်အမြင့်ဆုံး
အဲ့ကအဲ့ဝတ္ထုဟာ David Climax နောက်တိတက်ပုံမြင့်တဲ့တခုပြိတ္တကိုပေးခြင်းလို့သူကဆက်ရေးတောင်ဆက်ကောင်းဆောင်ညာတဲ့မောစောကောင်းဆောင်ကိုလှည့်ကြည့်ပြီးတော့ခြာနဲ့လှည့်ပြီးတော့တလန်းစီနဲ့အဲ့ဒီမောစောကောင်းဆောင်နဲ့ဝေးတဲ့အရက်ကိုထွက်သွားလိုက်တာနောက်ဆုံးပျောက်သွားပါတယ်ဆိုတော့ဒီတောင်ထိပ်စီကိုသွားရင်ခုန်ချလိုက်တာပေါ့ပျောက်သွားအဲ့ဒီအချိန်ကြတော့မှအမြင့်ဆုံးဖြစ်တဲ့သတင်းစကားကျွန်တော်စပတ်တီကိုပြေးသွားပါအဲ့ဒါပါလဲဆိုတော့တောင်ဆက်ကြီးငါမမြင်ရတော့ဘူးငါမြင်ခွင်းကအဲ့ဒီတောင်ဆက်ကြီးပျောက်သွားပြီမရှိတော့ဘူးတိတ်သေးကြတာငါနှလုံးသားထဲမှာအဲ့ဒီတောင်စိတ်ကငါမသိမချင်းရှိနေမှာသိကြတယ်ဘာဖြစ်လို့လဲဆိုရင်တဲ့သူရဲကောင်းနေပဲလောကမှာတဲ့ဘယ်သူရဲကောင်းမဆိုလူတို့မြင်ဝင်ကပျောက်တိုင်းလူတို့တွေရဲ့နှလုံးသားတွေကဘယ်တော့မှမထက်တတ်ပါဘူးဥပမာဘုချုပ်ဆုံးတာဘယ်လောက်ကြာပြီလဲကျွန်တော်တို့ပြည်သူနှလုံးသားတွေကမထက်တာအဲ့ဒီပရဟိတသူရဲကောင်းဖြစ်နေလို့ပါဝတ္ထုအဲ့ဒီမှာဆုံးသွားပါကျွန်တော်ဒီနေ့ပြန်ထုတ်လို့ရှိရင်ကျွန်တော်ပြောတာနော်တုတ္တနဲ့ရတဝိထုတို့လေးဒီပုံနဲ့ရှေ့ကတုတ္တကျွန်တော်ပြောခဲ့ပါတယ်အဲပြန်ချုပ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲတုတ္တရတတွေကိုဒီထဲဝင်မယ်ဒီရောက်တယ်ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့အဲ့ဒီကြီးတဲ့ critical thinking ဆိုတဲ့ဆက်တွေးခေါ်တတ်တဲ့အဲ့ဒီဥနောက်ရင့်ကျက်ဖို့ရန်ရည်ကြည့်ပါတယ်အဲ့လိုရင့်ကျက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့ကြုံလာတဲ့အဖြစ်အပျက်တွေကိုမှန်လားစဉ်းစားဆုံးဖြတ်တဲ့ချိန်မှာကျွန်တော်တို့အများကြီးအသုံးတက်ပါလိမ့်မယ်အသုံးဝင်ပါလိမ့်မယ်အထူးသဖြင့်ဒီကနေ့ကလေးတွေလည်းပါလာတဲ့အတွက်ဒီကလေးတွေတနေ့မှာနိုင်ငံခေါင်းဆောင်ဒီထက်ကမဖြစ်ဘူးလို့ဘယ်လိုမှမပြောနိုင်ပါဘူးအဲ့နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ကလေးတွေငါအတွက်ဆိုတဲ့စိတ်တည်ကြီးမမွေးပဲဇာတိတသီလအနေနဲ့ငါနိုင်ငံအတွက်ငါလူမျိုးအတွက်အဲ့ဒီလိုမွေးနိုင်တဲ့ခေါင်းဆောင်ကောင်းတွေရှိရင်ဖြစ်လာရင်ကျွန်တော်အမေရိကန်နိုင်ငံမှာဂျက်ဖာဆင်ရှိလာတယ်လို့ကျွန်တော်တို့နိုင်ငံမှာဒီကလေးတွေကတယောက်တော့ပဲထွန်းကကျွန်တော်တို့နိုင်ငံအများဆုံးတိုးတက်ဖွံ့ဖြိုးလာပါလိမ့်မယ်လို့ပြောရင်ဒီကုန်းချုပ်